I'm not suggesting anymore. Jump. What did you say? Nothing. ရုပ်ရှင်တွေနဲ့ရုပ်သံဇာတ်လမ်းတွေဆိုတာသူရဲကောင်းတွေကိုအခြေခံပြီးတိစောက်ထားတာပါစူပါမန်ရဲ့တောက်ပတဲ့အကောင်းမြင်ဝါဒကနေစလို့အခုခေတ်နာမည်ကြီးဇာတ်လမ်းတွေကကိုကျင့်တရားခိုင်မာတဲ့ဇာတ်ကောင်တွေအထိဒီလိုမျိုးစားတွေဟာများသောအားဖြင့်စိတ်ခံစားချက်တူညီတဲ့အင်ဂျင်တစ်ခုပေါ်မှာပဲလဲပတ်နေတာပါအဲ့ဒါကတော့စွမ်းအားရှိသူတယောက်ကမှန်ကန်တဲ့အရာကိုလုပ်ဖို့ရွေးချယ်ခြင်းပါပဲတကယ်လို့သာထူးခြားစွမ်းအားရှင်တွေရှိခဲ့ရင်သူတို့ဟာကျွန်တော်တို့လိုတာမန်လူတွေကိုကာကွယ်ပေးလိမ့်မယ်လို့ကျွန်တော်တို့စိတ်ကိုအာမခံချက်ပေးထားတာပါအဲ့ဒီလိုစူပါဟီးရိုးတွေကကျွန်တော်တို့ကိုသူတို့ရှေ့ဘဝအောက်ကပရွက်စိတ်လေးတွေထက်တောင်ပိုပြီးစိတ်ဝင်စားမှုမရှိတော့ဘူးဆိုရင်ဆိုတဲ့မိကွန်းလေးလည်းရှိနေပါသေးတယ်အဲ့ဒီမိကွန်းရဲ့အဖြေကတော့ Homelander ပါပဲသူကမကြသေးခင်နှစ်တွေအတွင်းရုပ်တံလောကမှာကြောက်စရာအကောင်းဆုံးဗီလင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကမှောင်ရိပ်ထဲမှာပုံနေတာမဟုတ်ပဲသူ့ကိုယ်သူရေကောင်းတစ်ယောက်လို့တကယ်ကြီးယုံကြည်နေလို့ပါ Are you guys friends? သဝိုင်းကျောင်းကိုအတူတူပြောရရင်တော့ဒါဟာစာရေးဆရာကြီး Ennis နဲ့ဗကြီးဆရာ Derek Robertson တို့အောင်မြင်ကျော်ကြားတဲ့ comic စာအုပ်ကိုအခြေခံထားတဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။စာရေးဆရာ Ennis ကသူရဲကောင်းတွေရဲ့ပုံစံကွက်တွေကိုဖျက်ဆီးပြဖို့မစိမ့်ပေမဲ့သဝိုင်းစာလူသားတွေစွမ်းအားတွေရလာတဲ့အခါတကယ်တမ်းဘာဖြစ်လာမလဲဆိုတဲ့အမှန်တရားကိုဖော်ပြထားတဲ့သူ့ရဲ့အကောင်းဆုံးလက်ရာလို့ပြောလို့ရပါတယ်။ Homelander ကဘာကြောင့်ဒီလောက်အထိထူးထူးခြားခြားရှောက်ရှားဖို့ကောင်းနေရတာလဲဆိုတာနားလည်ဖို့ဆိုရင်သူ့ပတ်ဝန်းကျင်ကကဘာကြီးကိုဒီဇက်လန်ကဘလို့ပုံဖော်ထားတာလဲဆိုတာကြည့်ဖို့လိုပါတယ်။ The Voice တဲကသူရဲကောင်းတွေဟာညဘက်မှာကင်းလှည့်နေတဲ့တကူတော့အဆောင်ရှောက်တွေမဟုတ်ကြပါဘူး။သူတို့က corporate company ရဲ့ပိုင်ဆိုင်မှုတွေပါ။သူတို့ရဲ့ mission တွေဆိုတာထုတ်ကုန်အသစ်မိတ်ဆက်ပွဲတွေလို့ကြိုတင်စီစဉ်ထားတာမျိုးပါ။သူတို့ရဲ့ကယ်ဆယ်ရေးတွေကနာမည်ကြီးဖို့အတွက်သားတိတိကျကျစီစဉ်ထားတာဖြစ်ပြီးလူထုရှိကပုံရိပ်တွေကိုတော့ marketing အမှုဆောင်တွေနဲ့အကြက်တဲဖြည့်ရှင်းရေးအကြံပေးအဖွဲ့တွေကထိန်းချုပ်ထားတာပါ။ Destiny knocks on the girl next door's door and she answers to fight for truth and justice side by side with her hero. လက်တွေ့ဆိုတာထက်ပုံရိပ်ကပိုအရေးကြီးနေတာကြောင့် Disney ကြီးကအလုံးလုံးနေတာပါလူထုကသာဒီ hero တွေကိုလူကောင်းတွေလို့ယုံကြည်နေတဲ့၍အောက်ကအသေးသေးအချက်လက်တွေကဘာမှအရေးမပါတော့ပါဘူး Homelander ဆိုတာအဲ့ဒီယုတ်တိဗေဒရဲ့အမြင့်ဆုံးပြရုပ်ပါပဲသူကစွမ်းအားကြီးုံနဲ့မဟုတ်ပဲစံပြသူရဲကောင်းတစ်ယောက်ဖြစ်လာဖို့တည်တည်ရှာရှာထုတ်လုပ်ခံထားရတာပါဝစ်စုံအပြုံးအပြစ်မဲ့ပြည်သူတွေကိုကာကွယ်မယ်ဆိုတဲ့မိန့်ခွန်းတွေဒါတွေအားလုံးဟာသူ့အတွက်တိစောက်ထားတဲ့ brand view ဟာတွေပါပဲဒါပေမဲ့ Homelander ရဲ့တကယ်အကြောင်းကလူထုယုံကြည်နေတဲ့ပုံမြင်တွေနဲ့လုံးဝကွဲပြားနေတာကိုဇက်လန်းကမြန်မြန်ဆန်ဆန်ပဲဖော်ပြလိုက်ပါတယ်တခြား hero တွေနဲ့မတူတာကသူ့မှာရှစ်ရှင်းမြတ်တာမိသားစုစတဲ့မှုတွေနဲ့ထုစစ်ထားတဲ့နောက်ခံသမိုင်းကြောင်းမရှိပါဘူးသူကလူကောင်းဖြစ်ဖို့စိတ်ဆော်ပေးခဲ့တဲ့မြို့လေးတစ်မြို့ကလည်းမဟုတ်တလို့ဝမ်းနည်းစရာမတော်တဆမှုတစ်ခုကနေဆင်းသက်လာတာလည်းမဟုတ်ပါဘူးသူ့ရဲ့တကယ်ဘဝအစကဓာတ်ခွဲခန်းတစ်ခုထဲမှာပါကွန်ပေါင်းဘီနဲ့စံသက်မှုတွေရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့သိပ္ပံပညာရှင်တွေလက်ထဲမှာကြီးပြင်းခဲ့ရတာကြောင့် Homelander မှာတာမန်ကလေးဝဆိုတာမရှိခဲ့ပါဘူးသူ့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုလောကကြီးအကြောင်းလေ့လာနေတဲ့လူသားတစ်ယောက်လိုမဆက်ဆံခဲ့ကြပါဘူးနမူနာပုံစံတူပစ္စည်းတစ်ခုလိုပဲဆက်ဆံခဲ့ကြတာပါအထူးသဖြင့်စီဇန်4တဲ့က Wisdom of the Age အပိုင်းမှာဆိုရင်သူခံခဲ့ရတဲ့စိတ်တန်ရာတွေကိုထိတ်လန့်စရာကောင်းအောင်ပုံဖော်ပြထားပါတယ်ရှားလက်ကတော့စိတ်ကူးလို့မရနိုင်တဲ့စွမ်းအားတွေရရှိလာသူဖြစ်ပေမဲ့အဲ့ဒီစွမ်းအားတွေကိုနားလည်ဖို့စိတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်လုံးဝမရှိတာပါပဲသူတပားအပေါ်ကိုချင်းစာဖို့ဒါမှမဟုတ်ကိုထိန်ချုပ်ဖို့သင်ယူခဲ့ရတာမဟုတ်ပါဘူးသူသင်ယူခဲ့ရတာကအရှိမဟန်ဆောင်ပြဖို့နဲ့ဘလို့အခြေအနေမျိုးမှမဆိုနာခံဖို့ပါပဲဒီလိုကြီးပြင်းလာပုံကသူ့ရဲ့ဇယိုက်ကိုဖော်ပြနေတဲ့စိတ်ပိုင်းဆိုင်ရာပဏိပက္ခတွေကိုဖြစ်စေပါတယ်Homelander ကအထင်ကြီးလေးစားခံနေတာပါ။ဘာလို့လဲဆိုတော့လေးစားခံရခြင်းဆိုတာသူခံစားမှုသမျှထဲမှာမေတ္တာနဲ့အနည်းဆက်ဆုံးအရာဖြစ်နေလို့ပါ။ဒါပေမဲ့အထင်ကြီးခံရတာကမေတ္တာအစစ်မဟုတ်ဘူးဆိုတာကိုသူနက်နက်ရှိုင်းရှိုင်းသိနေပါတယ် You can help me understand something, Deep, because I don't know, maybe I'm stupid. Am I stupid? ဒီလိုအတိမတ်ပြုခံရမှုနဲ့စစ်မှန်တဲ့ဆက်နွယ်မှုကြားကကွာဟချက်ဟာ Homelander စိတ်ပညာရဲ့အဓိကအချက်ဖြစ်လာပါတယ်ဇက်လန်ထဲမှာသူ့ကိုစိတ်ပိုင်းဆိုင်ရာမပြည့်စုံသူတယောက်အဖြစ်ခဏခဏဖော်ပြလေးရှိပါတယ်။သူကလူသားဆန်တဲ့နှွေးထွေးမှုကိုတကယ်နားမလည်ပဲဘလို့အတုခိုးရမလဲဆိုတာပဲသင်ယူထားတာပါ။ Season 1မှာ Homelander ရဲ့ YouTube မှာပြလို့မရတဲ့ထူးဆန်းတဲ့ဝါသနာတွေအကြောင်းစတင်မိတ်ဆက်ပေးတဲ့အခါအဲ့ဒီနောက်ွယ်မှာတုံလို့စရာကောင်းတာထက်ပိုတဲ့အလွှာတွေရှိနေပါတယ်။နောက်ပြီးဒါက Homelander ရဲ့ခလေးဆန်တဲ့ဇယိုက်လို့လည်းမြင်နိုင်ပါတယ်။ဒါမှမဟုတ်လိမ်ပိုင်းဆိုင်ရာမှာလည်းဝါသနာထူးနေတာကိုတွေ့နိုင်ပါသေးတယ်။သူကစံပြပုံစံကွက်တစ်ခုပါဘေးဒုက္ခတွေကြုံပြီးတဲ့နောက်ကင်မရာရှေ့မှာ post ပေးလူအုပ်ကိုလက်ပြရင်လူတွေကိုဘယ်လိုနှိမ့်သိမ့်ရမလဲဆိုတာသူသိပါတယ်။ဒါပေမဲ့အဲ့ဒီအခိုက်အတန့်တွေကတခုခုလွဲနေသလိုခံစားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတရုပ်ဆောင်မှုကလူသားတွေရဲ့အပြုအမူကိုတကယ်ဖျက်ဆီးခဲ့တာမဟုတ်ပဲလိလာထားတဲ့သူစီကလာတာမို့လို့ပါ။အဲ့ဒီလိုခံစားချက်မျိုးရစေတာကအန်တိုနီစတာရဲ့တရုပ်ဆောင်ချက်ကြောင့်လည်းပါပါတယ်။
သူက Homelander ကိုအမြဲတမ်းရှောက်လန့်နေတဲ့ပုံစံမျိုးမဟုတ်ပဲတိတိတတ်တာတင်းမာနေတဲ့ပုံစံမျိုးနဲ့တည်ဆောင်ထားတာပါအကြီးအကျယ်ဒေါသထွက်ပြတာမျိုးဒါမှမဟုတ်ငါကပြီးလိမ့်မယ်ဆိုပြီးကြင်ညာနေတာမျိုးမရှိပါဘူးအဲ့ဒီအစားတေချာထင်းချုပ်ထားတဲ့တည်ငြိမ်မှုတကယ်တမ်းပြောရရင်အရန်ကြီးထင်းချုပ်လွန်းနေတဲ့တည်ငြိမ်မှုမျိုးပါသူ့ရဲ့အပြုံးတွေကချီးတင်ထားတဲ့ပို့ပြီးကြာနေတတ်တယ်လို့စကားပြောရင်းခဏရက်လိုက်တဲ့အချိန်တွေကလည်းတစ်ဖက်လူစိတ်မသက်မသာဖြစ်သွားသေးလောက်တဲ့အထိကြာနေတတ်ပါတယ်အဲ့ဒါကဘာကိုခံစားရသေးလဲဆိုတော့တည်ငြိမ်မနေတဲ့အရာတစ်ခုခုကအမြဲတမ်းပောက်ကွဲထွက်တော့မယ့်အတိုင်းအထဲမှာရှိနေသလိုမျိုးပါပဲဇက်လန်ကလည်းစီစဉ်တစ်ခုချင်းစီမှာအဲ့ဒီခံစားချက်ကမှန်ကန်ကြောင်းတဖြည်းဖြည်းသက်သေပြလာပါတယ်Homelander ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုကသူ့ရဲ့အကြမ်းဖက်မှုကိုဖြစ်ပေါ်စေတဲ့အစပျိုးချက်လေးတွေဟာဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေဖြစ်နေတာပါပဲပုံမှန်ဘီလိန်တွေကသူတို့ရဲ့ပန်းတိုင်ကိုချိန်ချောက်ခံရတဲ့အခါဒါမှမဟုတ်အရေးကြီးတဲ့အခြေအနေရောက်မှဗျူဟာကြကြတုံ့ပြန်ကြတာပါ Homelander ကတော့စိတ်ခံစားချက်နောက်လိုက်ပြီးမစင်မကျင်တုံ့ပြန်တတ်ပါတယ်စီဇန်2မှာဆိုရင် Madeline Stewart ပုံစံရော Homelander ကိုယ်တိုင်ရဲ့ပုံစံနဲ့ပါသူ့ကိုဖျားယောင်းဖို့ကြိုးစားတဲ့ရုပ်ပြောင်းသူကိုပါချက်ချင်းတက်ပစ်လိုက်ပါတယ်အဲ့ဒီစွမ်းအားရှင်ရဲ့စွမ်းရည်ကိုသူ့အတွက်အသုံးချမယ်စာ Homelander ကသူ့လေပင်ကိုရိုးရိုးလေးချိုးတက်လိုက်ပြီးသူပြောလိုက်တာကတော့ငါမှဘယ်သူမှမလိုဘူးဆိုတဲ့အချက်ကပဲ The Wine ဇက်လန်တွေကိုတခြား Superhero ဇက်လန်တွေနဲ့ကွဲထွက်သွားစေတာပါသူကကဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတာမဟုတ်ပါဘူးသူကကဘာအမြင့်ဆုံးနေရာမှာရောက်နေပြီးသားပါသူတကယ်လိုချင်တာကအဲ့ဒီလောက်မတည်မြဲတဲ့အရာသူဟာဒီနေရာနဲ့ထိုက်တန်ပါတယ်ဆိုတဲ့အတိမတ်ပြုမှုကိုပါပဲအဲ့ဒီအတိမတ်ပြုမှုသာပျောက်ကွယ်သွားရင်တော့ရလက်ကပျက်စီးခြင်းအနတ္တပါHomelander ရဲ့ထိရောက်တဲ့ဘီလင်တယောက်ဖြစ်ရခြင်းကသူဟာပတ်ဝန်းကျင်ကစနစ်ကြီးတစ်ခုလုံးထဲမှာဘလောက်ထိအမြင့်တွယ်နေသလဲဆိုတဲ့အချက်ပေါ်မှာမူတည်ပါတယ်သူကလူအဖွဲ့အစည်းရဲ့အပြင်ဘက်မှာလှုပ်ရှားနေတာမဟုတ်ပါဘူးသူကလူအဖွဲ့အစည်းရဲ့ဗဟိုချက်မှာရှိနေတာပါသူက Vogue ကုမ္ပဏီကထုတ်တဲ့ရုပ်ရှင်တွေမှာပါတဲ့ marketing campaign တွေမှာကြော်ညာ model လုပ်တယ်လူတို့ရဲ့အမြင်ကိုပုံဖော်ပေးတဲ့အင်တာဗျူးတွေနဲ့မိန့်ခွန်းတွေမှာပါဝင်နေတဲ့ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားတစ်ခုပါပဲကမ္ဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးလူဟာကမ္ဘာပေါ်မှာအကျော်ကြားဆုံး celebrity တယောက်ဖြစ်နေတာပါအဲ့ဒီလို celebrity ဖြစ်နေတာကပဲသူ့အတွက်ထူးဆန်းတဲ့အကာအကွယ်တစ်ခုကိုဖန်တီးပေးထားပါတယ်ဒါကြောင့်ပဲ Homelander ရဲ့ပုံရိပ်မှာအကြောင်းလေးတွေစပေါ်လာရင်တော့လူတို့ကအလိုလိုနေရင်အကြောင်းပြချက်ကောင်းတွေချပြီးသူ့ဘက်ကကာကွယ်ပေးတတ်ကြပါတယ် Homelander ကအဲ့ဒီအကာအကွယ်ကိုအကြာကြီးအသုံးချခဲ့တာပါဘောရဲ့ပြအဖွဲ့ကဇက်ကြောင်းကိုထိန်းချုပ်ထားနိုင်တဲ့တော့သူ့ရဲ့ရုံညံ့တဲ့စိတ်ရိုင်းတွေကိုတေချာပြုပြင်ထားတဲ့သတင်းစကားတွေရဲ့အနောက်မှာဖုံးကွယ်ထားလို့ရနေတော့မှာပဲဒါပေမဲ့ဇက်လန်တွေကြာလာလေစနစ်ကြီးကသူ့ကိုမထိန်းချုပ်နိုင်တော့တာပိုတိတာလာလေးပါပဲဒီအပြောင်းလဲကဂျမ်ဝီဆိုတဲ့နောက်ဆက်တွဲဇက်လန်တွေမှာပို့ပြီးတော့တောင်ပေါ်လွင်လာပါတယ်ဒီစပင်အော့မှာတော့အဲ့ဒီ corporation နဲ့အောက်မှာပဲလေ့ကျင့်ပေးနေတဲ့နောက်မျိုးဆက်သစ် hero တွေအကြောင်းကိုဖော်ပြထားတာပါအဲ့ဒီပတ်ဝန်းကျင်မှာ Homelander ကလူကိုယ်တိုင်မရှိနေရင်တောင်သူ့ရဲ့လွှမ်းမိုးမှုကအကြီးအကျယ်ရှိနေပါတယ်သူကဒီစနစ်ကြီးရဲ့အဆုံးစွန်သောရလဒ်တစ်ခုပါပဲသူ့ကိုစီမံခန့်ခွဲနေတဲ့သူတွေကသူ့ကိုတကယ်တမ်းမထိန်းချုပ်နိုင်တော့ဘူးဆိုတာကိုစတင်သဘောပေါက်လာတဲ့ hero တစ်ယောက်ပါဂျမ်ဝီရဲ့ season 1 ဇက်သိမ်းပိုင်းမှာ Homelander ခဏတစ်ပြုတ်ပါလာတဲ့အခါကျွန်တော်တို့ရဲ့ဇက်ကောင်တွေစူးစမ်းအားထုတ်ခဲ့သမျှကောင်းမှုတွေဟာရိုးရိုးလေးနဲ့အလွယ်တကူပဲဖျက်ဆီးခံလိုက်ရတာကိုမြင်လိုက်ရတာစိတ်မကောင်းစရာပါပဲသူ့ဘဝရဲ့အရှိန်တော်တော်များများမှာ Homelander ကိုထိန်းချောင်းသူတွေဟာသူ့ရဲ့အတိမတ်ပြုခံခြင်းနဲ့စိတ်ကိုအသုံးချပြီးလွှမ်းမိုးခဲ့ကြတာပါသူ့ကိုမြောက်ပင်ပေးတယ်စိတ်ချအောင်ပြောတယ်ပြီးတော့လူတို့ကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာကိုခဏခဏသတိပေးကြတယ်ဒါပေမဲ့အဲ့ဒီ view ဟာမှာအမြဲတမ်းအားနည်းချက်တစ်ခုရှိနေပါတယ်အဲ့ဒါက Homelander ဟာသူ့ပတ်ဝန်းကျင်ကဘသူထက်မဆိုပိုတန်မာနေတာပါဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ဒီလောက်ဆွမ်းအားရှိတဲ့သူကအဲ့ဒီအချက်ကိုသတိထားမိသွားမှာပါပဲ You guys are the real heroes. God bless you. သူအဲ့ဒီလိုသတိထားမိသွားပြီဆိုတာနဲ့ဖန်တီးရှင်နဲ့ဖန်တီးခံရသူကြားကမျှကြေဟာစတင်ပြိုလဲလာပါတယ်စူပါဟီးရိုးစနစ်ကိုတော်လှန်နေတဲ့တာမန်လူသားဘီလီဘိုရှာနဲ့ရှင်လိုက်တဲ့အခါ Homelander ရဲ့ဇယိုက်ကပိုလို့တောင်စိတ်ဝင်စားဖို့ကောင်းလာပါတယ်အပေါ်ယံကြည့်ရင်တော့သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုကရှင်းပါတယ်ဘိုရှာကဖောက်ပြန်နေတဲ့စူပါဟီးရိုးတွေကိုအဆက်ခွဲဖို့ကြိုးစားတဲ့သူ Homelander ကတော့သူတို့တိုက်ခိုက်နေတဲ့အကျင့်ပြအာဏာစနစ်ကြီးရဲ့ပြရုပ်ပေါ့ဒါပေမဲ့ဇက်လန်ကသူတို့အကြောင်းကိုပို့ပြီးနက်နက်နဲနဲဖော်ပြလာလေသူတို့ကြားကခြားနာချက်ကပို့ပြီးရှုပ်ထွေးလာလေပါပဲဘိုရှာကိုတွန်းအားပေးနေတာကဝမ်းနဲ့ကြေကွဲမှုနဲ့ကလေးသားရှည်လိုစိတ်တွေပါအဲ့ဒီစိတ်တွေကပဲသူ့ကိုပို့ပြီးရက်ဆက်တဲ့ဆုံးဖြတ်ချက်တွေစီတွန်းပို့နေတာပါပဲဘိုရှာနဲ့ Homelander ကြားကခြားနာချက်ကကိုချင်းတရားစင်ကြယ်မှုမဟုတ်ပါဘူးပမာဏပဲဖြစ်ပါတယ် Homelander မှာကသူ့ရဲ့ဖြစ်စည်းလိုတဲ့စိတ်ရိုင်းတိုင်းကိုအကောင့်ထဲပေါ်နိုင်တဲ့စွမ်းအားရှိပါတယ်ဘိုရှာကတော့ဇက်လန်တစ်လျှောက်လုံးအဲ့ဒီစွမ်းအားကွာခြားချက်ကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုပဲစူးစမ်းရှာဖွေနေခဲ့တာပါအဲ့ဒီတင်မာမှုကပဲThe Wineရဲ့အဓိကအနှစ်သာရတစ်ခုဖြစ်လာပါတယ်ဇက်ကောင်နှစ်ယောက်လုံးကသူတို့လောက်တာမှန်တယ်လို့ယုံကြည်ကြတယ်နှစ်ယောက်လုံးကသူတို့ပန်းနိုင်အတွက်ဆိုရင်စီးကြော်ဖို့ဝင်မလေးကြပါဘူးဒါပေမဲ့တယောက်မှာပဲအရှင်လက်လက်လူသက်လက်နဲ့ဖြစ်ရလောက်တဲ့ခွန်အားရှိနေတာပါ TV ဇက်လန်တွေက Homelander ဟာမူရင်း combination လိုက်ရင်ပို့ပြီးရှုပ်ထွေးနေပါတယ်
ကောမစ်ထဲမှာ Homelander ကကြောက်စရာကောင်းတာမှန်ပေမဲ့သူကလူတက်ရတာဝါသနာပါတဲ့ villain တယောက်ဆိုတာပိုသိတာပါတယ်။ TV adaptation မှာတော့စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေနဲ့လုံခြုံမှုမရှိတဲ့ခံစားချက်တွေကိုထပ်ဖြည့်ထားတာကြောင့်သူ့ကို villain ရုပ်ပြောင်ကြီးလို့မဟုတ်ပဲပိုဆိုးတဲ့အခြေအနေစီကိုဦးတည်နေတဲ့စိတ်တန်ရာရနေတဲ့သူတယောက်လိုခံစားရစေပါတယ် That I've missed so much. I wish I could have raised you and taught you father to son. Me too. ဘလူးတစ်ကောင်ကဖျက်ဆီးနေတာကိုထိုင်ကြည့်နေုံနဲ့မဟုတ်ပဲလူသားတစ်ယောက်ကသူ့ကိုဘယ်သူမှမတားနိုင်တော့ဘူးဆိုတာတဖြည်းဖြည်းသဘောပေါက်သွားတာကိုပရိသတ်ကရင်တမမနဲ့ကြည့်နေရတာပါအဲ့ဒီလိုသဘောပေါက်သွားတာကပဲဒီဇက်ကောင်ရဲ့ကြောက်စရာအကောင်းဆုံးအစိတ်အပိုင်းဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ Homelander ရဲ့အဆိုးဆုံးထိတ်လန့်စရာကသူရက်ဆက်နေတာတွေမဟုတ်ပဲလောကရဲ့စီမင်းစည်းကမ်းတွေကငါနဲ့မဆိုင်တော့ဘူးလို့သူစတင်ယုံကြည်လာတာကြောင့်ပါဒီလိုစိတ်ကူးရင်ဇက်လန်ကလက်တွေနဲ့ပုံနီးဇက်လာတဲ့ကဘာကြီးမှာအဲ့ဒီအတွေးခေါ်ဟာမျက်လုံးကနေလေစာနဲ့ပစ်ပေါက်တဲ့ Homelander ထက်တောင်ပိုပြီးကြောက်စရာကောင်းနေပါတယ် Homelander ရဲ့အေးဆက်ဆုံးအချက်ကတော့သူက hero လား villain လားဆိုတာမဟုတ်ပါဘူးအဲ့ဓာတွေကသူ့အတွက်ဘာမှအရေးမပါတော့ဘူးဆိုတာကိုသူကိုယ်တိုင်သိသွားတာပါပဲဘာကိုမှဂယုမဆိုင်ပဲအေးဆက်နဲ့ကျွန်တော်တို့ကိုထိတ်လန့်စေခဲ့တဲ့တခြား villain တွေကရောဘယ်သူတွေဖြစ်မလဲဗျကွန်မန့်မှာရေးပေးသွားလို့ရပါတယ်